အားလုံးပဲမင်္ဂလာပါခင်ဗျာ channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့စာရေးသူဆရာသုံးညရေးသားထားတဲ့တက်ခိုင်အတွဲနေရဲ့အပိုင်းဆက်လေးကိုတင်ဆက်ပေးခြင်းပါတယ်ခင်ဗျာနားဆင်ခန်းစားပေးကြပါအောင်ခင်ဗျာအချိန်ကညနေ4 နာရီခွဲခန့်တိမ်တွေလည်းပြိုပါတယ်မိုးတွေလည်းငိုပါတယ်ထို့အတူတစုံတစ်ယောက်ရဲ့နှလုံးသားထဲမှာလည်းတစုံတစ်ရာကိုတန်းတန်းတတာလွမ်းဆွမိနေပါတယ်။ကိုကြီးဘာတော့ဟာတက်ခိုင်တယောက်တပွဲပွဲရွာနေသောမိုးဆက်တွေကိုထိုင်ငေးရင်နဲ့ဝရဏတွင်တယောက်တည်းထိုင်တောက်နေစဉ်ငထုံးခေါ်တန်ကြောင့်အတိတ်နဲ့ပြည့်စုံပန်ကြားလိုင်းပြသွားရပါတော့တယ်။စောက်ထိုးကောင်တွေဘရင်တော်ကိုရောက်နေတယ်။အင်အားမနေဘူး။အဲ့တော့မလုပ်နဲ့ကိုကြီးကျွန်တော်အထင်အဲ့ဒီကောင်တွေကျွန်တော်တို့စီကိုဝင်လာဖို့များတယ်ဝင်လာရင်လေလက်ဖက်ရည်တက်လိုက်ပေါ့ကွာတက်ခိုင်စကားကြောင့်ငထုံးကောင်းကုတ်သွားရပါရီသူ့ဆိုတော့တက်ခိုင်တယောက်ဟဲ့ပဲရိန်နေဟေ့ကောင်မင်းတော်စိတ်ပူတတ်တဲ့ကောင်ပဲမဖြစ်လာသေးတဲ့အကြောင်းတွေကိုတွေးပူနေမင်းယူသွားလိမ့်မယ်ဖြစ်လာမှရှင်ကောင်းတဲ့ကိုအမိုက်တွေမထက်ထားနဲ့ကြိုကာတင်သလားလို့ပါကိုကြီးရခိုင်ကြီးကိုခေါ်ပြီးတော့မင်းတို့အဆင်ပြေတယ်လို့လုပ်လိုက်ဟုတ်တို့ဆိုတော့ငထုံးပြန်ထွက်သွားပါတော့လေအမှန်ကထိုင်တော့ဖို့စဉ်းစားထားတော့လေတက်ခိုင်ကိုကြည့်ပြီးတော့အခြေအနေမဟန်မှန်းသိတော့ကြောင့်တိတ်တဆိတ်ပြန်လဲထွက်ခွာသွားဖြစ်ပါတယ်မင်းဘလို့လုပ်မယ်စဉ်းစားထားလေငထုံးရခိုင်ကြီးကိုမေးလိုက်ခြင်းဖြစ်ပါတယ်အေးခက်တော့ခက်တယ်ကွာငါတို့အကူကြီးကလည်းဘာဖြစ်နေလဲမသိဘူးစိတ်နဲ့လူနဲ့မကပ်ဘူးသူလည်းလူပဲကွာစိတ်ခံစားချက်တော့ရှိမှာပေါ့တို့ဆိုတော့ရခိုင်ကြီးနားလဲစွာခေါင်းကြီးလိုက်နေငထုံးဒီပွဲမှာငါတို့မျိုးစောကိုခေါ်ရမယ်စိုင်းထုံးတို့ကအောင်စိုင်းထုံးဆိုဒီမှာမျိုးစောနေပြိုင်အင်းစိန်ရွာမလူမိုက်တယောက်ဖြစ်ပါတယ်စိုင်းထုံးကဘာဆိုင်လို့လဲဩခွေးတောင်စားကလေမျိုးစောဝင်မှာတော့ဟိုကောင်ကလည်းဟိုးဘက်ကမပါဘူးလို့ပြောလို့ရမလားကွပါတော့လေပါဗောစိုင်းထုံးလောက်ကတော့ကွာပြီးတော့ကွာနောက်ဖြစ်တာနောက်မှရှင်းမယ်စတင်ပါနေအချိန်ကနန်နဲ့8 နာရီခန့်သာရှိပေလိမ့်မည်မကြခင်ဖြစ်ပေါ်လာမည့်လူသားပွဲကြီးကိုကြိုတင်သိနေသေးလားမိုးနာမင်းကြီးမှာမျက်ရည်မိုးဆက်များကိုတပြိုင်ရွာသွန်းနေပါ रे ဘရင်တော်ရင်းမာလန်းနေအာသောကလမ်းတော်ရှိလက်ဖက်ရည်ဆိုင်တနေရာလူတော့ရောလက်ဖက်ရည်တောက်လိုက်အကြကွေးစားလိုက်ပြီးအေးလူလူစကားထိုင်ပြောနေကြပါ रे ထို့တော့ရောကမျိုးစောနောက်နေမင်းစားတို့ဖြစ်ကြပါ रे မျိုးစောဝင်ပါမည်ဆိုတော့နောက်လဲမနေတာသူတို့3 ယောက်တည်းအရေးစွန့်ထိုင်နေခြင်းတော့မဟုတ်ဆိုင်ထဲတွင်သူတို့လူများရှိသလိုခလန်းလန်းတွင်လည်းငါထုံးနဲ့ရခိုင်ကြီးတို့ရုပ်ဖြက်ပြီးတော့သူတို့အဖွက်နဲ့တူအခြေအနေကိုအကဲခတ်နေပါ रे မျိုးစောကိုတချို့တွေသိကြသလိုအသေးလေးကိစ္စတွေမင်းစားကိုလည်းတော်တော်များများသတိထားမိလာကြပါ रे နောက်ကိုတော့မသိကြကြီးနာမည်ကြားဖို့ကြတော့လေလူကိုမတွေ့ဘူးကြတော့ကြောင်ဖြစ်ပါ रे သူတို့3 ယောက်ကတော့အေးစစ်စစ်ပြီးလက်ဖက်ရည်တောက်လိုက်ဆေးလိပ်ဖွာလိုက်ဘောလုံးပွဲတွေအကြောင်းအာဘောင်အာရင်သံသံဖြင့်ညင်းခုန်လိုက်လုပ်နေကြပါ रे ဒိုလင်းနဲ့ရိုနီဘသူကပိုကောင်းကြောင်းညင်းခုန်နေကြခြင်းဖြစ်ပါ रे မျိုးစော်နေနဲ့တော့ကဒိုလေးဖန်ပြေကမင်းစာကရိုနီဖန်ဖြစ်ပါ रे အကိုဟိုကောင်တွေရောက်နေမင်းစာဆိုတဲ့ကောင်ပါ रे ချားတဲ့တယောက်ခက်တာလမ်းထဲရှိကိုကြောက်ဆောင်စီတော့လာရောက်တည်င်းပို့နေခြင်းဖြစ်ပါ रे စောက်ထိုးလွတ်လိုက်တော့စောက်ထိုးလူတွေလေရောက်ရှိနေသောအချိန်ဖြစ်ပါ रे ချားတဲ့စကားကြောင့်ကိုကြောက်ဆောင်
မျက်မှောင်ကုတ်လိုက်ပါတယ်သူတို့၃ယောက်နဲ့ထိုင်နေရတော့မဖြစ်နိုင်အနောက်မှာဘသူတွေပါမလဲဟိုဘဲကြီးတက်ခိုင်ကိုယ်တိုင်ရောက်နေရလားကွာတော့ဟေးကောင်ကွာတော့စောစောစီအရက်ပလင်းတစ်လုံးနဲ့အလုတ်ရှုပ်နေသောကွာတော့ကိုကြောက်ဆောင်လမ်းခေါ်လိုက်ခြင်းဖြစ်ပါတယ်ဗျာဘာဖြစ်လို့လဲဟေးကောင်မင်းအရက်ပလင်းကိုချထားလိုက်ငါတို့လူတွေအကုန်သွားစုဟိုခွေးမသားတွေရောက်နေပြီဟာဟုတ်လားကွာတို့တယောက်ထိုးသူပြောပြီးတော့ကြပြားကြရာထွက်သွားလေပါရီလေဘီတွေသွေးနေသလားအခြေအနေတွေကတော့မအေးကြောက်ဆောင်ဥဆောင်ပြီးတော့သူ့လူတွေကိုစောက်ထိုးလူတွေပါအင်းအားစုစည်း၍အာသောကလမ်းတိုင်းသမိုင်းဘူတာကိုလမ်းအမဲ့ချက်မှာခြေတက်လာခဲ့ကြပါရီထိုနာပတ်ဝန်းကျင်တွင်နေထိုင်သူတို့မှာကြောက်ဆောင်တို့အကြောင်းကောင်းကောင်းသိနေကြသူများဖြစ်၍ဘာများဖြစ်မလဲဟုရင်တမမှာပြင်မသိမသာကြည့်နေကြပါရီဟေ့ကောင်ဘယ်မှာလဲကိုကြောက်ဆောင်တည်င်းလာပို့သောခြားတိတ်ကိုမေးလိုက်ခြင်းဖြစ်ပါတယ်လက်ဖက်ရည်ဆိုင်တွင်တက်ရောက်မှမရှိတော့သောကြောင့်ဖြစ်ပါတယ်ပုံမှန်တောက်နေကြလူတွေပင်ပြဿနာတစ်ခုခုဖြစ်ပွားတော့မိမှန်သိသောကြောင့်အသီးသီးပြန်သွားကြလေပါတယ်စောနကတီရှိသေးတယ်ခြားတိတ်ရဲ့ဖြည့်တန်းဆုံးဟေ့ကောင်မြတ်ကျော်ကိုကြောက်ဆောင်လက်ဖက်ရည်ဆိုင်ရှိအဖျော်ဆရာကိုခေါ်လိုက်ခြင်းဖြစ်ပါတယ်ဗျာဒီကိုခဏလာအောင်သူ့ဆိုတော့အဖျော်ဆရာမှာကိုကြောက်ဆောင်အနာကိုကမန်းကရန်သွားလိုက်လေပါတယ်စောနာကဒီမှာလက်ဖက်ရည်ထိုင်တော့နေတဲ့ကောင်လေးဘဲရောက်သွားတယ်ကိုမျိုးစော်တို့ကိုပြောရလားမင်းကမျိုးစော်ကိုသိနေရလားမင်းတို့ဘလို့ပတ်သက်လဲကောင်အဲ့လိုမဟုတ်ပါဘူးကိုကြီးရဲ့မျိုးစော်ကိုကျွန်တော်ကတွေ့ဖို့လို့ပါသူတို့ဒီရောက်လာတော့အကိုကြီးတို့နဲ့အလုပ်တစ်ခုခုရှိမယ်လို့တော့ကျွန်တော်ကထင်ထားတာစောစောကတင်ထပြန်သွားကြတယ်သူ့ဆိုတော့ကိုကြောက်ဆောင်တယောက်စဉ်းစားရလေပါရင်သူကအင်ပြည့်အားပြည့်ပြည့်ရောက်လာခဲ့တော့လေတယောက်မှမတွေ့ရတော့ကြောင်းဖြစ်ပါတယ်အဲ့ဒီကောင်လေးဘယ်ဘက်ကိုထွက်သွားလဲအဲ့ဒါတော့တတိမထားမိဘူးကိုကြီးကျွန်တော်လည်းလက်ဖက်ရည်ဖြောနေရနေအမှတ်တမဲ့ပဲရောက်လဲစနေတော့မထူးတော့ပါဘူးအုံတို့ခောက်ဆွဲရသေးလားဟုတ်ရသေးတယ်အေးအုံတို့တပွဲပေးကွာမန္တလေးပဲကြော်ထက်ပဲသွေးရှိရင်ပဲသွေးပါထက်ဟုတ်ပြီးတော့ချိုးစစ်တစ်ခွက်ပြီမင်းတို့ကောင်ရင်လည်းစားချင်တာရှိရင်မာစားကိုကြောက်ဆောင်အဖျော်ဆရာကိုမာနေမှာသူ့ကောင်တွေဘက်ကိုလက်ပြောလိုက်ခြင်းဖြစ်ပါတယ်ထို့နောက်တော့ပွဲကြီးပွဲကောင်းနွဲရမည်အထင်ဖြင့်တမြောင်ကိုစီခါးကြထိုးလာတော့ကိုကြောက်ဆောင်တပြေတွေမှာဦးကြောင်ကြောင်ပြင်လက်ဖက်ရည်ထိုင်တော့လိုက်ရပါတယ်အကိုတို့ဘယ်လိုလုပ်မှာလဲမျိုးစော်ငထွန်းကိုမေးလိုက်ခြင်းဖြစ်ပါတယ်နေအောင်မျိုးစော်ခဏဆောင်သူ့ဆိုတော့မျိုးစော်ခေါင်းညိတ်လိုက်လေပါတယ်မင်းစားအဲ့ဒီကောင်တွေဘယ်လောက်ရှိလဲငထုံးမေးခွန်းကြောင့်အထဲမှာ30ကျော်တယ်ကိုကြီးအပြင်မှာလည်းရှေ့ကင်းတွေရှိမယ်ထင်တယ်ကဲရခိုင်ကြီးမင်းရောဘလို့သဘောရလဲငါတော့ဘလို့မှသဘောမရအောင်ခုတ်မယ်ဆိုလဲဝင်ခုတ်ရုံပဲမင်းကိုမင်းစူပါမန်များမှတ်နေလားဟိုကောင်တွေကခုတ်ပါဆိုပြီးတော့လေပင်ထိုးပေးမှကြာနေရပဲဟေ့ကောင်ငထုံးမင်းကြောက်နေနေခဲ့ငါတယောက်တည်းဝင်မယ်လီးကိုကြောက်အချိန်ကောင်ကြည့်ဖို့ပြောနေရအဲ့ဒီလိုင်းကငါမကြွဘူးမင်းရမင်းကြည့်ပြီးတော့ကွာအရေးကြောင်းဆိုရင်တခါမှမတက်တော့ငထုံးနဲ့ရခိုင်ကြီးကိုကြည့်ပြီးတော့ကြံလူများမှာပြုံးစစ်စီဖြစ်နေကြပါတယ်သို့တော့သူတို့အပြုံးတွေသည်ကြာရှည်မခံခဲ့တက်ခိုင်တယောက်နန်နဲ့စာမုံကင်းကစားရင်နဲ့အနီးမှာတွေ့ရတော့ဘယ်နှခုနေထုတ်မှမသိသည့်သတင်းစာကိုထိုင်ဖတ်နေစဉ်ဖုံးဝင်လာတာပြီကင်လိုက်လေပါတယ်ကိုလဖုံးဖြစ်ပါတယ်ဦးစိန်ညို့၏လက်ထောက်ဖြစ်ပါတယ်လက်မအားသဖြင့်စပီကာဖွင့်လိုက်ပါတယ်
ဟယ်လိုဟယ်လိုကိုသက်ခိုင်လားအေးဒီဖုန်းကငါပဲကင်တာလေကွာကိုသက်ခိုင်ဘူဒါယုံလမ်းဘက်မှာကြောက်ဆောင်တော့အဖွဲ့ကိုအုပ်စုလိုက်ကြီးတွေ့လိုက်တယ်ပြီးတော့ဟိုမင်းစားဆိုလားပါလားသူတို့ကိုလည်းတွေ့လိုက်တယ်လို့ကျွန်တော်တပြည့်တွေလမ်းပြောတယ်ကိုသက်ခိုင်ဘာလို့အုံးမလို့လဲဟာသူ့ဟာသူကိစ္စရှိလို့သွားတာနေမှာပေါ့ကွာမင်းစားကငါမွေးတာနဲ့သားမှာမဟုတ်တာပြီးတော့ကြောက်ဆောင်တော့ကိုအုပ်စုလိုက်တွေ့တော့ကိုငါနဲ့ပါဆိုင်လို့လေငါအိမ်မှာအေးစိနေပြီးတော့မုံဝင်ငါစားနေရဘာမှမဖြစ်ရင်ပြီးတာပါပဲအခုလေဆရာဦးစိန်ညွန့်ကစက်ခိုင်းလိုက်လို့ပါအေးငါတော့ဘာမှမဖြစ်တာကျိန်းနေတယ်တကြားအတွေကသူ့ဟာသူဖြစ်ခြင်းလဲဖြစ်မှာပေါ့ကွာမင်းတို့ကလည်းတစိတ်ရှိငါပဲဖုံးဆက်နေမသိငါရန်ကုန်ရဲ့သမိုင်းဝင်လူယုံမာကြီးကြနေရပဲတက်ခိုင်စကားကြောင့်ကိုလှတရောင်အားရပါရရဲလိုက်နေအဲ့လိုလည်းမဟုတ်ပါဘူးဗျာအေးပါကိစ္စမရှိဖုံးချလိုက်တော့မယ်ကွာမောင်ငါစားနေတန်းလန့်ကြီးမလို့ဟုတ်ကဲ့ပါကိုသက်ခိုင်ချွန်းတော့တက်ခိုင်ကိုလာဖုံးကိုချပြီးတော့ချက်ချင်းဆိုတော်ပြီငါထုံးကိုဖုံးဆက်ခေါ်လိုက်လေပါအကိုကြီးကငါတို့တွေအကုန်လုံးကိုရုပ်ဖြတ်ခိုင်းတာတယ်အခြေအနေမဟန်ရင်ပြန်တက်လာခဲ့တဲ့ငါထုံးစကားကြောင့်အခြေအနေကမဟန်စရာမှမရှိရမင်းကအချိန်ဆွဲနေရရခိုင်ကြီးဝင်ပြောလိုက်ခြင်းဖြစ်ပါလေသူတို့တွေအင်အား60ကျော်ပါလေပါတယ်တိုးတော့တစုတဝေးတဲ့တော့မနေမထူပါဘူးကွာကလိုင်းကယ်ပေါက်ရှာပြီးတော့ကားတွေကိုအစင်းနေမြင်တာမြို့စောမင်းကောင်တွေပါခေါ်လိုက်တော့မင်းစားမင်းနဲ့နိုင်ကအပြင်အကောင်တွေကိုထိန်းငါထုံးတန်းစီမာနေခြင်းဖြစ်ပါတယ်ဟုတ်ကိုထုံးချွန်းတော့မိုးပွဲလေးတွေရဲ့အောက်မှာအယိုးဆွဲသွားစီမဲ့ဖြစ်ရတခုဖန်တီးဖို့အတွက်ငါထုံးတို့လက်ဖက်ရည်ဆိုင်တဲ့သူအုပ်လိုက်ကြီးဝင်ချလာလေပါတယ်ဟန်ဆောင်တာတွေအကဲခတ်တာတွေလုံးဝမရှိရဲ့ဘလူးဆိုင်နေပြီးတော့တဲရှူဝါချင်းဝင်ရောက်လာခြင်းဖြစ်ပါတယ်ငါထုံးပင်အချက်ပြခြင်းမရလိုက်ဝင်ချင်းရခိုင်ကြီးတယောက်အနည်းဆုံးတွေရှိတော့ကိုကြောက်ဆောင်တဲ့ပြင်ဘရင်တော်လူမိုက်ကိုပြေးခုတ်ချလိုက်ပါတယ်သူဆိုတော့ငါထုံးတို့လည်းဘာမှပြောမနေတော့ပဲနဲ့အသီးသီးပြေးဝင်သွားကြပါတော့တယ်ငါထုံးတို့ပြေးဝင်သွားတယ်လို့ကြောက်ဆောင်တို့ကလည်းအသင့်နေထားပြီးပြန်လဲခုခံနေပါတယ်ကော်ဖီရနံနို့စီရနံတို့ပြီးသင်းပြနေတော့လက်ဖက်ရည်ဆိုင်မှာခဏလေးအတွင်းပြီးသွေးညီနဲ့များဖုံးလွှမ်းသွားပါတော့တယ်စိုင်ပန်ရှင်အန်ဒီကြီးအပါဝေးအဖျော်ဆရာနဲ့ဇပွဲတိုးလေးများမှာလွတ်ရာကျွရသို့ထွက်ပြေးသွားကြပါတော့တယ်ဟေးကောင်မင်းအနောက်ကိုကြည့်ဟုတ်ကောင်စွတ်မဝင်နဲ့လူချင်းမမားစီနဲ့တတိတာအော်ရင်ဟေးနဲ့ငါထုံးနေအောင်ကြောက်စော်အနားကိုရောက်အောင်တိုးသွားပါတယ်သူကိုယ်တိုင်လည်းနှစ်ချက်အခုတ်ခံထားရလေပါတယ်သို့တော့တေလောက်တဲ့ဒဏ်ရာတွေတော့မဟုတ်ရခိုင်ကြီးကတော့ဘလူးသေးရဲ့ရှိသလိုမဲမြင်ရအကုန်လိုက်ခုတ်ပါတော့တယ်မျိုးစော်နဲ့နောင်နောင်ကလည်းအတွဲညီပါတယ်တော်တော်လက်ရင်သေးဟုပြောရသည်မင်းဆောင်တို့အဖွဲ့ကတော့အပြင်ကဂျာကြီးတို့ရဲ့ရှေကင်းတွေကိုကောင်းကောင်းကြီးဝိုင်းလော်နေကြပါတယ်ဒီပွဲမှာမင်းဆောင်တို့အဖွဲ့အတော်လေးအသာစီးရသလားလက်ဖက်ရည်ဆိုင်ထဲမှာတော့ကွဲသူကွဲလဲသူလဲနေနှစ်ဖက်စလုံးထွေးခိုင်နေတာမှုများပါတယ်ဟာဟေးကောင်တချိတွေငါထိုးတယောက်ရှေ့ကိုမဲနေတော့အနောက်ကတန်မတ်ပြင်ဝင်းရတော့ကြောင်းအရှိကိုဟတ်ထိုးလဲကျသွားပါတယ်ဤဒီကိုရခိုင်ကြီးမြင်လိုက်တဲ့ဖြင့်ထို့သို့လမ်းអော်လိုက်ခြင်းဖြစ်ပါတယ်ငါထုံးတယောက်ခေါင်းဟက်တဲ့ကွဲသွားလေပါတယ်ဖြာဆင်းလာသောသွေးတွေမှာမြင်လို့တော့မကောင်းအသားနာသွားသဖြင့်ငါထုံးလေတရင်ကအသိစိတ်လွတ်သွားပါတော့တယ်သူ့ကိုတန်မိုက်ပြေရိုက်တော့ကောင်ကိုဘယ်နဲ့ချက်မှမသိစင့်ငါခုတ်နေပါတော့တယ်ဘေးမှာတော့ရခိုင်ကြီးနဲ့ခြားတဲ့တချို့ငထုံးကိုဝိုင်းကာထားကြပါတယ်အခြေအနေတွေကအတော်လေးကိုရှုပ်ထွေးနေပါတယ်ကြောက်ဆောင်ကတော့တဖြည်းဖြည်းအရေးနှိမ့်လာသောသူ့လူတွေကိုကြည့်ပြီးတော့လက်ဖက်ရည်ဆိုင်တောင်းတွင်ကနေကအခြေအနေကိုအကဲခတ်နေပါတယ်အခွင့်သာလင်ထွက်ပြေးရန်ဖြစ်ပါတယ်မင်းကဘယ်ပြေးမလို့လဲထို့သူစကားတန်နေတူဒုက္ခနဲ့မိသားတစ်ချက်ထွက်ပေါ်လာခဲ့ပါတယ်ကြောက်ဆောင်ကိုခုတ်လိုက်သူကနော်
ဟေးကောင်တော်တော့ဟေးကောင်အသေးစိတ်လွတ်ပြီးတော့မြင်းမြင်းရကိုလိုက်ခုံနေသောငထွန်းအနာကိုမြည်သူမှမကရဲ့သူဆိုတော့ရခိုင်ကြီးမှာငထွန်းကိုနပန်းဖဲ့လုံးရပါဦးရေကြောက်ဆောင်တဲ့ပြည့်တော်တော်များများကြောက်သွားသလိုတက်ခိုင်ချာတီ6အောင်လေအသက်ပြီးလိုက်ရပါတယ်ဒဏ်ရာတွေကတော့အကုန်လုံးကြီးပါရကြပါတယ်ဟေးကောင်တော်တော့လေးလိုပဲကွာရခိုင်ကြီးအတင်းဝင်ချုပ်လာတော့ငထုံးမှမရနိုင်သေးသည်ရခိုင်ကြီးမှာစိတ်တူစွာဖြင့်ထို့သို့ဆဲဆိုလိုက်ခြင်းဖြစ်ပါတယ်မျိုးစော်ကလေရခိုင်ကြီးနီတူငထုံးကိုအတင်းဝင်ဆွဲပါတယ်ဟေးကောင်စိတ်လျှော့ငါပြောတာကြားလားစိတ်လျှော့တို့ဆိုတော့ငထုံးတတိပြန်ဝင်လာလေပါတယ်ဟိုးကောင်ကိုဟိုခွေးမှသာဘေးရောက်နေလေငထုံးမေကုန်ကြောင့်ဒီကောင်ကိုပြောတာဆိုရင်တော့မရှိတော့ဘူးနနောင်သူ့ဘေးကကြောက်ဆောင်အလောင်းကိုမေးဆက်ပြိုင်နေထို့သို့ပြန်ဖြေလိုက်ခြင်းဖြစ်ပါတယ်ဟေးကောင်လေအကုန်စုံမေငါတို့လူတွေအကုန်ပါခေါ်ရခိုင်ကြီးထို့သို့ပြောပြီးတော့ငထုံးကိုကြွဲကားရှိရသို့အမြန်ဆုံးနှုံးပြေသွားပါတော့တယ်လူမိုက်ကိုင်းတစ်ခုကြာကလူသိရှင်ညာလူသက်ပွဲကြီးကြောင့်ပတ်ဝန်းကျင်ရှိအများပြည်သူတို့မှာအတော်လေးအထက်တလန်ဖြစ်သွားခဲ့ကြသလိုရဲတွေလည်းအတော်အလုရှုပ်သွားလေပါတယ်ရုပ်ဖြက်လာခဲ့သည်ငထုံးနဲ့ရခိုင်ကြီးအနှဲငယ်ကန်ကောင်းသွားခဲ့သည်ဆိုတော့ညာတက်ခိုင်ကတော့ခေါင်းအတော်စားသွားရပါတယ်မင်းတို့ကောင်တွေလဲကူတဲ့ခဏသွားနေငါမခေါ်မချင်းပဲခေါင်းမှာပြန်မလာနဲ့သူ့ရှိတွေရှိနေတော့ငထုံးရခိုင်ကြီးမျိုးစောနောင်မင်းစာအနိုင်နေကလားကြီးတို့ကိုတက်ခိုင်ပြောနေခြင်းဖြစ်ပါတယ်မဲကြီးကတော့အထဲရောက်နေပါတယ်သို့တော့တက်ခိုင်စနစ်ကြောင့်လွတ်ဖို့သိမ့်မလို့တော့ဟုတ်ကိုဒါနဲ့အထဲဝင်ဖို့ကိစ္စကမင်းရှာရှိမနေနဲ့ငါစီစဉ်လိုက်မယ်ငထုံးစကားမဆုံးခင်တက်ခိုင်ဖြာပြောလိုက်ခြင်းဖြစ်ပါတယ်နောက်ဆုံးဖြစ်သွားသောပွဲကလူသိရှင်ကြားဖြစ်သောကြောင့်ဘလို့မှလက်မရခြားတဲ့တချို့အထဲကိုဝင်ပေးရမည်ဖြစ်ပါတယ်ထို့အတွက်တော့မျိုးစော်ခြားတဲ့တချို့နေတက်ခိုင်ခြားတဲ့တချို့သူတို့သဘောဆန္ဒအရဝင်ပေးမည်ဖြစ်ပါတယ်ထောက်ပံ့ခြင်းကလည်းမျိုးမျိုးမြတ်မြတ်ရသည်ကိုထို့အပြင်ထောင်ထဲမှာနေရာတစ်ခုရဖို့လေတက်ခိုင်ကစီစဉ်ပေးမည်ဖြစ်ပါတယ်တက်ခိုင်ကတော့အိမ်မှာရှိနေကြောင်းအလီပိုင်ပြနိုင်တဲ့ပြင်ပြဿနာမရှိဘူးဆိုပေမဲ့အစစ်အမေးမြန်းတွေကိုတော့အာပေါက်အောင်ဖြေရပါတယ်မင်းစာတို့ကိုထုတ်ပေးပါကိုတက်ခိုင်အဲ့ဒီနေ့ကသူတို့အဖွဲ့ကိုတွေ့လိုက်တဲ့မျက်မြင်သက်သေတွေကျွန်တော်တို့မှရှိတယ်ကြီးမြင့်နိုင်နေတဲ့နေ့အဖွဲ့တက်ခိုင်စီတို့ရောက်ရှိနေခြင်းဖြစ်ပါတယ်ကျွန်တော်တခုပြောမယ်နော်ပြောပါခမများတို့မျက်မြင်သက်သေရှိလားမရှိလားတော့ကျွန်တော်မသိဘူးကျွန်တော်အိမ်မှာပဲငုတ်တုတ်ကြီးထိုင်နေရဆိုတာတော့ရဲကြီးပြောရတယ်ကျွန်တော်လည်းသက်သေပြလို့ရတယ်ဘဲနဲ့ဗျာကိုယ့်ဟာကိုအိမ်မှာအေးအေးဆေးဆေးနေတာကိုဟိုမေးလိုက်ဒီဆန်းလာနဲ့ခမများတို့ဟာကမဟုတ်သေးဘူးလားလို့တက်ခိုင်စကားကြောင့်နေတိုင်းဖြစ်သူမှာမထိတထိပြုံးလိုက်နေကိုတက်ခိုင်ခမများကိုခမများတော်တော်လဲနေပြီထင်နေလားဘယ်နောက်ကိတ်ကခမများစနဲ့မှန်ကျွန်တော်တို့သိတယ်ဘယ်မှာလဲတက်သိပြပြီးဆွဲချက်တယ်အဲ့လိုမှမဟုတ်ရင်တော့ဆရာပြောတဲ့စကားကိုဆရာတောင်းယူလာလိမ့်မယ်ဆရာလည်းသိပါတယ်ဥပဒေအထက်မှာဘယ်သူမှမရှိဘူးနော်မဟုတ်ပဲဆွဆွဲရင်တော့ကျွန်တော်ဘက်ကနေအသေးဖြတ်မှုနဲ့တရားပြန်ဆွဲမှာခမရလှုပ်ထအောင်ပေါ့ဗျာနယ်တိုင်းမှာထို့သို့သာပြောပြီးတော့မခံတာဖြင့်ထပြန်သွားလေပါတယ်တက်ခိုင်အနေဖြင့်ကလေသူ့ညီတွေကိုကာကွယ်ဖို့အတွက်ဆိုလေဘာမဆိုလုပ်ဖို့ဝန်လေးသူမို့အတိတ်ကိုအရေးတစ်ခုလိုသာပြန်သွားလို့ရရင်ကွာစခိုင်ကြီးပြောလိုက်ခြင်းဖြစ်ပါတယ်တို့ဆိုတော့ငထုံးစကားဝင်ထောက်လေပါတယ်မင်းကဘာလုပ်မလို့လဲဖွင့်မပြောလိုက်ရတဲ့ကောင်းမလေးတွေအကုန်လုံးကိုရီးစားစကားလိုက်ပြောမလို့ကွာလီစခိုင်ကြီးစကားကြောင့်ငထုံးထဆဲမိလိုက်တယ်လို့ကြံသောသူများကလည်းသဘောကျစွာရေမိလိုက်ကြပါတယ်သူတို့အားလုံးလဲကူတွေကလွတ်ဝတ်သောတနေရာသို့ရောက်ရှိနေခြင်းဖြစ်ပါတယ်ယခုလည်းဝိုင်းဖွဲ့ပြီးတော့ထိုင်တောက်နေကြပါတယ်
အားလုံးထဲမှာအထီဆုံးကတော့ငထွန်းခေါင်းမှာလည်းပတ်တီးအဖွေးသားနေကျွန်တော်တို့ပဲအချိန်ထိဂူအောင်နေရမှာလေမျိုးစော်စကားကြောင့်နေဦးမျိုးစော်ရမင်းကဒီတပွဲပဲဖြစ်တာငါတို့ကပွဲဆက်နေတာအကိုကြီးလည်းခေါင်းစားနေမြင်ငပိမစားခြင်းအကိုကြီးပြောတာကိုနားထောင်ပါရခိုင်ကြီးဖြေလိုက်ခြင်းဖြစ်ပါတယ်မြင်ငပိကောင်းပါလေဗျကျွန်တော်ကမြင်ငပိကြိုက်တယ်ကောင်းကြီးစီတမင်ပူပူလေးနဲ့ဆိုရင်လိုက်မလိုက်အေးမင်းရောက်ပါတွေကကောင်းကြီးစီတမင်ကိုထိုးကြွေမယ်တဲ့ဝင်သွားလိုက်ကျွန်တော်တခုတော့စဉ်းစားမိတယ်ဒီတခါဝင်ပြောတာကမင်းစားဘာလို့လဲငါထုံးပြန်ပြောလိုက်ခြင်းဖြစ်ပါတယ်စောက်ထိုးအရန်ညင်နေသလားလို့အဲ့ဒါမကောင်းဘူးတို့ဆိုတော့အားလုံးတိတ်ဆိတ်သွားလေပါတယ်မင်းစားပြောတာဟုတ်ပါတယ်စောက်ထိုးကြောင့်ကျွန်တော်သိပါတယ်ဒီကောင်တစ်ခုခုကြံနေပြီးထင်ပါတယ်ကြံတော့လဲကြံဖို့မျိုးစော်ရဖြစ်တော့လဲရှင်းတာပေါ့ဘာမှပူးမနေနဲ့မဟုတ်ဘူးကိုတို့ပြဿနာတိုင်းကိုဓာတ်နဲ့ရှင်းလို့မရဘူးဗျပြီးတော့အဲ့ကောင်ကမင်းမလို့မိမ့်မရစိတ်ဟေးကောင်အကိုကြီးရှိတယ်ဘာမှပူးမနေနဲ့အကိုကြီးရှိတာကရှိတာပေါ့ဗျာဒါပေမဲ့ပြဿနာအကုန်လုံးကိုသူ့ဘော်ကိုပုံချလို့မရဘူးအခုတောင်သူတော်တော်လေးတိုင်ပတ်နေတာအေးမင်းပြောရလေဟုတ်ပါတယ်ဒီတခါဝင်ပြောလိုက်သူကတော့ရခိုင်ကြီးဖြစ်ပါတယ်ရခိုင်ကြီးငါထုံးခေါ်လိုက်ခြင်းဖြစ်ပါတယ်သူ့ဆိုတော့ရခိုင်ကြီးမေးဆက်ပြလိုက်ပါတယ်မင်းနဲ့ငါအဲ့ဒီကောင်ကိုသွားရှင်းမလားဟေ့ကောင်ငါထုံးမင်းပုံလဲမင်းမန်ထဲကိုပြန်ကြည့်ဦးလူကြည့်တော့အီဂျစ်ပြည်ကမမ်မီတွေပတ်တီပတ်ထားသလိုပဲသေလောက်တဲ့တရားတွေမဟုတ်ပါဘူးကွာနေစမ်းပါကွာအကိုကြီးမပြောဘဲနဲ့ဘာမှမလုပ်တာကောင်းနေလောလောဆယ်တော့ငါတို့အေးဆေးငြိမ်နေကြတာပေါ့ပြီးရောထို့တော့သူတို့အားလုံးတောက်စရာရှိတာကိုသာဆက်လက်တောက်နေလိုက်ပါရယ်အမီးကတော့များများဆဆမရှိသူ့ပေမဲ့အရွယ်တော်ငရက်များကိုမီးပုတ်ပြီးတော့စားရခြင်းကလည်းသူတို့အတွက်အတော်လေးကတင်းတွေ့လာပါတယ်လွန်စွာမွေးပြီးတော့ချူပါတယ်အနိုင်ဆိုရင်တကောင်ပြီးတကောင်စက်တိုင်ဆိုသလိုကြိတ်နေလေးပါတယ်အနှစ်သားတွေရှိသလားမရှိသလားဆိုတာတော့သေချာမသိတဲ့ခေတ်ကာလကြီးထဲမှာတက်ကန်ဒီရောက်လုံးလေချာလေလိုက်နေခဲ့ပါတယ်ရှင်းရတဲ့ကိစ္စတွေမှာမနှဲပဲကိုတခါတလေတော့လေရွှေတော့မော်သိန်းရဲ့အဆက်ကသူ့ရဲ့လေတွေကိုတတိရတယ်လို့ရာဇူတိုင်းမြေကမ်းတဲ့ဖေးကကိုင်းတွေကိုလွမ်းတယ်လို့ဖြစ်မိလေပါတယ်ပြီးတော့တစုံတယောက်ကိုပေါ့အကိုကြီးအေးဘာလဲကွာမင်းသူအချိန်ကနန်းနဲ့၈နာရီကြော်ယုံလေးသာရှိပါသေးတယ်တက်ကန်တယောက်အဲကန်းနဲ့တွင်ပဲပြုတ်ထမင်းစီစန်းကိုထိုင်စားနေစဉ်မင်းသူရောက်လာခဲ့ခြင်းဖြစ်ပါတယ်အကိုဒီနေ့ဘာစားမလဲစားချင်တာကတော့ဝဘိုးမြေနင်းနူလေးနဲ့ဝတ်သားချက်စားချင်တယ်ပြီးတော့ငါးစီပေါင်းစီပြန်ကောပဲဒီတိုင်းမဲ့ဒုက္ခခံမနေပါနဲ့ရှာမချက်မရရင်လည်းအဆင်ပြေတာချက်ငါရင်အကုန်စားတယ်ရခိုင်ကြီးမရှိသည့်တွေတက်ခိုင်ရဲ့စားရေးတောက်ရေးအဆင်ပြေစဉ်ထမင်းကျဲခေါ်ယူထားခြင်းဖြစ်ပါတယ်ဤဒီကိုလည်းမင်းသူမှာစီမံပေးထားခြင်းဖြစ်ပါတယ်ဟုတ်ကွေဝဲမြင့်ချင်လောက်ကတော့အပြိုကြီးစီမှာတင်ရတယ်ကျွန်တော်ငါးစီးဘက်မှာငါးစီပေါင်းရှာကြည့်ပေးမယ်ဒီချိန်ရှိအောင်လားမသိဘူးအေးထွန်းတော့မင်းသူထွက်သွားသလိုတက်ခိုင်လဲစားစရာရှိတာဆက်လက်စားနေလေပါရယ်မင်းတို့တယောက်သူ့ကိုကြီးစားချင်နေသောငါးစီပေါင်းများကိုမရမကလိုက်ရှာဝဲသည်ပြီငါတော့ဥများပါလက်ဆောင်ရလိုက်လေပါရယ်တို့ဆိုတော့ဈေးပြင်ဘက်ကိုပြန်ထွက်လိုက်ပြီးတော့ကားပေါ်ကိုပြန်တက်ကစကဝါပင်လမ်းတိုင်းမောင်းချလာခဲ့ပါရယ်လမ်းတော့ရောက်တော့အနောက်တွင်ကားတစ်စီးကပါလာသည်ကိုတတိပြုလိုက်မိပါရယ်တက်ခိုင်ခန်းလိုက်သောကိစ္စတစ်ခုပြင်ဒီဘက်ကိုလက်ဝင်လာခြင်းဖြစ်ပါရယ်ကြည့်ရင်မင်းတို့တယောက်ထိုကားကိုစိတ်ထဲတွင်သိပ်ပြီးတော့မသိငါကြလို့ဖြစ်လာပါ යි ထို့ကြောင့်ဝင်ရမည့်အိမ်ကိုမဝင်တော့ဘဲနဲ့ဆက်လင်းလန်းအရောက်တွင်ကားကိုကွေ့လိုက်ကနှဆင့်လမ်းမဘက်သို့ဦးတည်လိုက်ပါ යි ထို့နောက်ငါးဈေးဘက်အချမ်းကိုပြန်လဲမောင်းနှင်သွားလေပါ යි သူ့ကြည့်ရသည်မှာ
ပြင်းလို့ကားလိုက်မောင်းနေသည်နှင့်တူနေပါသေးတယ်မင်းသူထေတာမှန်နေတယ်ထိုကားသည်ယခုအချိန်ထိမင်းသူအနောက်သို့တောက်လျှောက်လိုက်နေတုံးဖြစ်ပါတယ်သို့ဆိုတော့မင်းသူဖုန်းနံပါတ်တစ်လုံးကိုခေါ်လိုက်ပါတယ်ဈေးရှိကိုမင်းသူပြန်ရောက်သွားတော့ဘယ်လေးတို့အဖွဲရောက်ရှိနေပြီဖြစ်ပါတယ်စောနကသူဖုန်းဆက်လိုက်သူမှာဘယ်လေးဖြစ်ပါတယ်ဟေ့ကောင်ဘယ်မှာလဲမင်းသူကားပေါ်ကဆင်ချင်းဘယ်လေးမေးလိုက်ခြင်းဖြစ်ပါတယ်သို့ဆိုတော့မင်းသူကလမ်းမတင်ညာကိုမေးဆက်ပြလိုက်နေဟိုးကဟာအမဲရောင်ကားကိုတွေ့တယ်မလားကားနံပါတ်ကအေးတွေ့တယ်မင်းတို့ဘယ်လေးတို့လမ်းကြီးနေရာကိုသိသွားတယ်ထင်ပါရဲ့ထိုကားမှာရုပ်ချင်းဆိုသလိုမောင်းထွက်သွားလေပါတယ်ဘယ်လေးငါအိမ်ပြန်အောင်မယ်မင်းအချိန်အားရင်အဲ့ဒီကောင်တွေအကြောင်းနည်းနည်းစုံစမ်းကွာဘာမှမသိဘဲနဲ့ရမ်းမလို့ချင်လို့အေးပါလောလောဆယ်တော့ငါလည်းဈေးတွေကဇရာတစ်ခုကိုရှင်းနေလို့ကားနံပါတ်သိနေတာပဲရှားမခက်ပါဘူးအေးပြီးရောနေ့လေတစ်ချက်ဒီကတနစ်ကင်းလုံးရှင်းစရာရှိတာများရှင်းပြီနော်တက်ခိုင်တယောက်စိတ်ရွှွှွပြီးတမင်းစားရမိဖို့ဆောင်တဲ့သို့ဝင်လာခဲ့ပါတယ်ပြည့်နေတော့ကရင်ငပိရီတစ်ခွက်နေအတို့မျိုးဖြင့်မုံလာရွက်ချင်ပါကစုံရွက်ပြုံမိုးတူတညင်းသည်တခွားသီးတို့ပါလေပါတယ်ဟင်းအနေနဲ့ဖြစ်ကတော့ဝက်မြင့်ချင်တကွယ်ငါးစီပေါင်းပြန်ဟေးတခွက်ငါ့ဦးကျော်တစ်ခွက်အပြင်အပြိုကြီးစေတနာပို့ပြီးတော့ထပ်ပေးလိုက်တော့ငပြောဘူးရခိုင်တောင်းလဲပါပါတယ်တက်ခိုင်တယောက်သူရှိကဟင်းခွက်တွေကိုကြည့်ပြီးတော့ရန်ကုန်ရောက်ကစားကမိမိစားတော့နေထိုင်ရပုံတွေကိုပြန်မြင်ရောက်လာမိ၍စိတ်ထဲမှာပြုံးမိလေပါတယ်အိမ်တော့ကများထမင်းပူပူလေးကိုစီလေးနည်းနည်းဆန်စတော်ပဲပြုံလေးဖြူပြီးတော့ငပိရည်နဲ့နေစားနေရလင်ကိုကျေနပ်နေသူဖြစ်ပါတယ်ထိုရတာကိုလည်းအခုထိမမေ့နိုင်ထို့တော့လက်ဆေးရကွက်တင်လက်ဆေးပြီးတက်ခိုင်တယောက်ထမင်းစားရန်ဝင်းထိုင်လိုက်ပါတယ်ဘေးတွင်မင်းသူအပါဝင်သူ့တပြည့်တော်တော်များများမတ်တက်ရနေလေပါတယ်ဟေ့ကောင်မင်းတို့ကိုစားပြီးပြီလားတက်ခိုင်မေးလိုက်ခြင်းဖြစ်ပါတယ်ဟုတ်ပြီးပြီကိုဒီနေ့ဘာဟင်းချက်လဲသီးစုံပဲကလာဟင်းမှာအဲ့တမျိုးလေလားဟုတ်ဟာမင်းတို့ရောက်နေရဒုက္ခတွေစကမ်းမဟုတ်ဘူးကွာဘလို့ဖြစ်ပြီးတော့အဲ့ဒီတမျိုးလေနေစမ်းပါဦးရခိုင်ကြီးဟိုးပဲရောက်နေတဲ့နောက်ပိုင်းမိဖို့ကြောင့်သုံးစိတ်ကိုဘယ်သူကြိုက်ရလဲဘယ်သူမှမကြိုက်ဘူးကိုလူတလောက်ပဲထုတ်သုံးကြတာကျွန်တော်လဲဘာတွေဝယ်ပြီးတော့ဘာတွေချက်ရမှမသိတော့လူအများစားကိုအဆင်ပြေတာပဲချက်ခိုင်းလိုက်တာမိဖို့ကြောင့်သုံးစိတ်တွေစရင်အတိအကျနဲ့ရှိပါတယ်မင်းလူရဲ့စကားဆုံးဟေ့ကောင်မင်းတို့ကိုကြွေးလို့ငါမွဲမသွားဘူးစားစရာရှိတာစားအသားလေးငါးလေးချက်စားတယ်တော့စားခွင့်ရှိတော့စားတာစားဟုတ်ကိုထို့တော့တက်ကင်ဘာစကားမှမစိုးတော့ဘဲနဲ့ထမင်းစားရန်ဟန်ပြင်းလိုက်လေပါတော့မင်းသူဆိုတဲ့ကောင်ကတော့လှုပ်ပြီချက်တော့ဝက်မြင့်ချင်းတို့စရာကမုံလာရွက်ချင်းပါစားပေးလေတော့ဘိုင်းနဲ့အိမ်သားကိုတခါတည်းပြီးစားရတော့မယ်ကိနောက်ဖြစ်တာနောက်မှရှင်းမေတော့ပဲကဲလာလျော့တက်ခိုင်စားကောင်းနဲ့စားနေသည်မှာနမကန်ကုံသွားကြည့်ပါလေတက်ခိုင်သည်မြို့ဝကျွန်းမော်သားတယောက်ဖြစ်တော်လေငါးကိုတိတ်မကြိုက်ချင်းသို့တော့ငရံကြောင်ငရံကောင်ငရံဦးငါးစီပေါအစရှိသည်တို့ကိုတော့ကြိုက်နေသက်ပါတယ်ငရံပနော်ငရံကောင်တို့စသည်တို့အဆိုဖြစ်နေလေအချောက်မလန်းထားတော့လက်လက်ဆက်ဆက်ကိုဆိုလိုခြင်းဖြစ်ပါတယ်မိဖို့ပြီးသားစားပါတယ်ချက်လို့ကတော့ဘယ်တော့မှမစားအကိုတက်ခိုင်သိုးပကံမြောင်ထမင်းထက်နေခြင်းတွင်မင်းသူထို့သို့ခေါ်လိုက်ခြင်းဖြစ်ပါတယ်
တို့ဆိုတော့နေဦးမင်းသူငါထမင်းစားကောင်းတော့စားလိုက်ဦးမယ်စားပြီးမှပြောဟုတ်နိုင်ခွဲကန်အကြာစားတော့ပြီးစီသွားပြီဖြစ်၍တက်ခိုင်တယောက်လက်ဆေးပြီးတော့အဲကန်းဘက်သို့ဦးတီလိုက်ပါတယ်ငါထားသောထမင်းချက်တွေကတော့တက်ခိုင်စားပြီးသားတွေကိုသိန်းဆယ်ရှင်းလိမ့်နဲ့ကြံနေခဲ့ပါတယ်ကဲပြောမင်းသူဘာဖြစ်လို့လဲတက်ခိုင်မေးလိုက်ခြင်းဖြစ်ပါတယ်တို့ဆိုတော့မင်းသူလေမနေ့ကအဖြစ်အပျက်တွေကိုအတူချုပ်ပြီးတော့ပြောပြလိုက်ပါရယ်အဲ့ဒီတော့ဘယ်လေးချာတဲ့တွေကိုစုံစမ်းကြည့်လိုက်တော့ဟိုဘက်ကန်းကကောင်းနေတဲ့နာမည်သိမ့်မရှိဘူးကြီးစားတွေဖြစ်ဖို့များတယ်ကျွန်တော်အထင်အဲ့ဒီကောင်တွေအကိုကြီးရှိတဲ့နေရာကိုခြေရခံနေရဖြစ်မယ်မင်းသူစကားကြောင့်တက်ခိုင်မျက်မှောင်ကြီးကျုပ်လိုက်နေပါလေဆက်ဆန်းကတိုးကြီးရဲ့လူတွေလားဒီခွေးတော်စားကငါတမင်အထာထားပြီးတော့လွတ်ပေးထားတာကိုဘာတွေဂျိုးထောင်ခြင်းနေတာလဲဆက်ဆန်းတော့မဟုတ်ဘူးကိုကြီးအလှချောင်းမဲကဘာထူးလဲကွာတစ်ဆက်တည်းဗျာတို့ဆိုတော့မင်းသူပါစပိတ်သွားတယ်လို့တက်ခိုင်လဲတစုံတစ်ခုကိုတတိယမိသွားပါရီတိုးကြီးနဲ့အလှချောင်းဘက်ကကောင်တွေမတက်ကြီးနေမြေကျင်းတော်လဲစိတ်ကန်းကိုယ်စီရှိကြတော့ကြောင့်ကွင်ပေါ်သောနေရာများဖြစ်ပါရီသူတို့ချင်းချင်းတယောက်နဲ့တယောက်မျက်စောင်းထိုးနေသည်ဟုသိရပါရီဒါနဲ့အလှချောင်းကကောင်တွေကသူ့စီပါလို့ရောက်လာလေတက်ခိုင်ညင်သက်စွာစဉ်းစားတွေးတော့အဖြေရှာနေမိပါတယ်ဒီကိစ္စတိုးကြီးမှာအဖြေတစ်ခုခုရှိလောက်သည်ဟေ့ကောင်မင်းသူမျိုးထိုက်ကိုငါ့စီကိုလာဖို့ပြောလိုက်ဟုတ်နောက်တနေ့အကိုကြီးရှိလားညစည်းရဲ့မင်းသားမျိုးထိုက်ရောက်ရှိလာခြင်းဖြစ်ပါတယ်ဟုတ်ကိုမျိုးထိုက်အဲ့ကန်ထဲမှာခဏထိုင်နေဦးကျွန်တော်အကိုကြီးကိုသွားခေါ်ပေးမယ်ခြာတိတယောက်ထိုးသူပြောပြီးတော့အပေါ်ဆုံးတက်ကိုတက်သွားတယ်လို့မျိုးထိုင်လေအလဲတက်ကအဲကန်နဲ့တွင်ဝင်းထိုင်လိုက်ပါတယ်ဒီအဲကန်ကတက်ခိုင်လူရင်းတွေနေအရေးကြီးပုဂ္ဂိုလ်များသာလာခွင့်ရှိပါတယ်မျိုးထိုင်တယောက်ဘေဘီဝဲရကိုတစ်ချက်ကြည့်လိုက်ပါတယ်မင်းတို့ဘယ်လေးတို့ကိုမတွေ့ရဘယ်တွေရောက်နေပါလဲနင်းလေသူတို့အလုပ်သူတို့ရှိမှာပေါ့ဟေ့ကောင်ရောက်ပြီလားလေကားပေါ်မှာဆင်းနိုင်တဲ့တက်ခိုင်ထိုးတို့လမ်းပြောလိုက်ခြင်းဖြစ်ပါတယ်တို့ဆိုတော့မျိုးထိုက်တယောက်ကပြားကတိမတ်တထားရလိုက်နေဟုတ်ကိုကြီးဟုတ်ပြန်ဖြေလိုက်လေပါတယ်သိမကြပါတက်ခိုင်လည်းအဲကန်းထဲကိုရောက်ရှိလာခဲ့ပါတယ်ထိုအချိန်ထိမျိုးထိုင်မှာမတ်တက်ရနေစေဟေ့ကောင်ထိုင်ကြရှိရထိုင်စမ်းပါကွာစောက်ပိုတွေလုံနေတဲ့ဒါနဲ့ဘာတောက်မလဲရတယ်ကိုကြီးအကိုကြီးအစီပြေတာလောက်လိုက်တို့ဆိုတော့တက်ခိုင်သူ့ဘေးကခြာတိတယောက်ကိုဝီစကီနဲ့အမီများသွားယူဖို့ပြောလိုက်ပါပြောစမ်းပါဦးဟာမင်းနဲ့မြေအချင်းနေအေးစေပါကိုကြီးဘာမှမဖြစ်ပါဘူးဒီရက်ပိုင်းလူစိမ်းတွေပါတွေတတိထားမိလားတက်ခိုင်ထိုးတို့မီးတော်မှာမျိုးထိုက်တယောက်တစုံတစ်ခုကိုတတိယလိုက်ဟန်ပြီအကိုကြီးပြောမှတတိရတယ်တစ်ယောက်စနှစ်ယောက်စလောက်ကျွန်တော်တတိထားမိတာကြာပြီဈေးထဲရောက်လာပြီးတော့ဘာမှလည်းမဝယ်ဘူးဘာမှလည်းမရအောင်ခိုးကြောင်ခိုးဝဲနဲ့ဟိုကြည့်လိုက်ဒီကြည့်လိုက်စိုက်ထိုင်လိုက်လုံနေကြတယ်သူတို့ဘလောက်ခိုးကြောင်ခိုးဝဲလို့ကျွန်တော်တို့ခြာတိတ်တွေကနေရာအနှံ့မှာရှိတော့ကျွန်တော်ပြန်သိရတယ်အရေးမကြီးဘူးထင်ပြီးတော့အကိုကြီးကိုသတင်းမပေးမိတာတခုခုဖြစ်လေအဲ့ဒီကောင်တွေလောက်တော့ကျွန်တော်တို့ရှင်းလို့ရပါတယ်မပေါ့နဲ့မျိုးတိုင်းရန်သူကိုအထင်မသေးနဲ့ဟုတ်ကဲ့ပါအကိုကြီးနောက်တစ်ခါတွေ့ရင်ကျွန်တော်တို့ဆွဲစိထားလိုက်မယ်ပြေးရမှလို့အာနာပိုင်တွင်သတိထားမိမယ်အလုပ်မျိုးဒီရက်ပိုင်းလုံးဝလုပ်လို့မရဘူးဟုတ်တက်ခိုင်တို့စကားပြောနေစဉ်ဝီစကီသွားယူသောခြာတိပြန်ရောက်လာပြီစကားဝိုင်းဝါခိတ္တပြတ်သွားလေပါလေ
ဘလူးတစ်လုံးပါပါတယ်ဝက်စီပါကြော်နေငရုတ်စီတစ်ပွဲပါပါတယ်အမဲကြော်ပါပါတယ်အေးမြတာရခိုင်ကြီးမရှိတဲ့ကတက်ခိုင်နဲ့အမီးကောင်းမစားရပြောမဲ့သာပြောတာပါဘာအမီးချက်ချသူ့အိတ်ကတဲ့ကဇီးတော်ဖီမဲ့သည်အစရှိသူတို့ကသာထုံမြီးတတ်သူဖြစ်ပါတယ်တခါတလေစိတ်ပါမှာအောက်ကအမီးကိုနိုင်စားလေပါတယ်တခုတော့ရှိပါတယ်ဝက်စီဘတ်တော့သူကြိုက်ပါတယ်မင်းတိုးယူသေးလားဝီစကီပလင်းကိုဖင်ဆောက်ဖွင့်လိုက်ကခွက်ထဲသို့ငှဲ့နေရင်မှတက်ခိုင်ထိုးသို့မေးလိုက်ခြင်းဖြစ်ပါတယ်ဆက်ဆန်းကကောင်းလားအေးတက်ခိုင်ထိုးသို့ပြောပြီးတော့လက်ထဲကပလင်းကိုမျိုးထိုက်ဘက်သို့ကမ်းလိုက်ပါတယ်သူ့ဆိုတော့မျိုးထိုက်ရိုးသေးသေးထယူရင်းနေသိတယ်လေကိုဟိုဘက်ကရဲ့လိုင်းတော်များများကိုအဲ့ဒီကောင်ကင်ထားတာမင်းနဲ့အကန့်ရှိလားတယောက်နဲ့တယောက်သူပါလဲကိုပါလဲဆိုတဲ့ပုံစံမျိုးနဲ့တော့သိကြပါတယ်ဒါပေမဲ့အကန့်တော့မရှိဘူးအလတ်ချောင်းဘက်မှာဘာသတင်းတွေကြားလဲဘလို့ကောင်တွေရှိလဲအလတ်ချောင်းဘက်ကသွားရှုပ်လို့မရဘူးကိုကြီးသူ့အောင်နဲ့သူကိုရှုပ်ရက်ခနေရဘာကောင်တွေမှန်းကိုမသိတာလူမိုက်လို့ကြီးစားလို့ကောင်တွေမိုးလိုပေါက်နေရပဲတယောက်ချင်းချိုးပြီးတော့မိုက်တဲ့ကောင်ရှိလားဆိုတော့လည်းမရှိဘူးဒါပေမဲ့သူတို့အချင်းချင်းအရန်စီးလုံးတာနော်ဟိုကောင်တိုးကြီးတော့သွားပြီးတော့မထိရဘူးဒါတော့ဆိုလေလိုချင်သောအဖြေတစ်ခုရကြပြီတက်ခိုင်မျိုးထိုက်ကိုခေါ်လိုက်ရခြင်းမှလည်းမျိုးထိုက်သည်ဟိုဘက်ကကိစ္စရပ်များကိုနန့်ဆသူဖြစ်သောကြောင့်ဖြစ်ပါ යි တိုးကြီးကိုဆက်သွယ်ဖို့မီစီစဉ်ပေးနိုင်လားတက်ခိုင်မေးလိုက်ခြင်းဖြစ်ပါ යි သူ့ဆိုတော့မျိုးထိုက်တရားခေါင်းညိလိုက်နေအဲ့လောက်ကတော့ရတယ်ကိုကြီးအေးဆက်သွယ်ပြီးရင်ပြောလိုက်ငါလာတွေ့မယ်လို့အကိုကြီးအဲ့ဒီကောင်တွေပဲအချမ်းကိုမသွားတာကောင်းပဲကျွန်တော်ဒီဘက်ကိုချိတ်လိုက်မယ်မင်းမထွေးကဒီဘက်ကိုပေါ်တင်လာရင်မယ်လို့ထင်နေလို့လားငါဘာမှမလုပ်ရင်တော့သူ့ကိုဝိုင်းစီမဲ့ကောင်တွေမှအများကြီးဒါပေမဲ့ဟဲ့ကောင်မျိုးတိုင်းစောင့်စကားမရှိနဲ့ကွာငါပြောတယ်လို့မင်းစောင့်ကြောက်လားတက်ခိုင်တဲ့နည်းနည်းကျဲသွားသဖြင့်မျိုးထိုက်လည်းစက်ပူသွားရပါရီဟုတ်ကဲ့ပါအကူကြီးကျွန်တော်ကအကူကြီးကိုစိုးရိမ်လို့ပါဘယ်ကောင်းမှနှခါပြန်မသေးပါဘူးကွာသေတော့လေအသိသားကြီးတက်ခိုင်ထိုးထိုးသာပြောပြီးတော့ဖက်ချမ်းကိုမင်းကြီးကဖွာနေလေပါရီမျိုးထိုက်ကလေဝီစကီငုံကငုံပြီးတော့တိတိစိတ်စဉ်းစားကန်းဝင်နေပါရီဒီကိစ္စငထုံးတို့ရခိုင်ကြီးတို့ကိုတော့မသိမသာလမ်းပြီးတော့အကြောင်းကြားရပြီမြည်နောက်မှသူ့ကိုစောက်ခွဲထိုးချင်လဲထိုးတော့ဟုတ်ကဲ့ပါဇလန်းလေးရဲ့အပိုင်း14 15ကတော့ဒီမှာနေပြီးဆုံးပြီပဲဖြစ်ပါတယ်ခင်ဗျာအစောဒီနောက်တော့ဆင်အားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာအားလုံးပဲနောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာ